စကေးကိုတောင်ပါဝင်တဲ့ new hero ဆိုတာနဲ့ RAM မှာလည်းချမ်းကျင်တယ်ဒါပေမဲ့သူ့ရဲ့စကေးတွေအကြောင်းလည်းနားမလည်ဘူးဆိုရင်တော့ video လေးကိုစုံလင့်ချက်ရှိုးလိုက်တော့ဒီနေ့မှာတော့ကျွန်တော် new hero ဆိုတာရဲ့စကေးတွေအကြောင်းကိုကျွန်တော်အသေးစိတ်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့မို့ easily ပဲဟဲ့မယ် let's go မောင်သုံးနေနဲ့သူ့ရဲ့ passive ကသူ့ရဲ့စကေးတွေနဲ့ဆက်နေတာဖြစ်တော့ကြောင့်မို့ကျွန်တော်စကေး1စကေး2 ultimate တွေပြောရင်းနဲ့မှတဘာလေးတွဲပြီးပြောပေးသွားမယ်တီးတန့်မပြောပေးတော့ okay လားရိုးရိုးစကေး1 brother တို့အားလုံးမြင်ချတဲ့အတိုင်းပဲစကေး1ကိုနှိပ်လိုက်ပြီးဆိုတာနဲ့ဘယ် white လက်သီးထိုးမယ်ညာ white လက်သီးထိုးမယ်ပြီးပြီဆိုတော့ရှေ့ကိုတန်ပြီးထိုးလိုက်မှာပဲဖြစ်ပါတယ်ခုမိုက်တာကဘယ် white လက်သီးနဲ့ညာ white လက်သီးထိုးပြီးကျွန်တော်အတန်းရှိန်မထိုးခင်မှာ join stick ကိုသုံးပြီးတော့ hero ကိုနေရာရွှေ့လို့ရတာလေးကတော့မိုက်တယ်ပြီးတော့ရိုးရိုးစကေး2လွယ်လွယ်ပြောမယ်ဆိုရင်သူ့ရဲ့စကေး2ကဘလင်းလို့ပြောလို့ရတယ်မြင်တဲ့အတိုင်းပဲကျွန်တော် wall တွေကိုလည်းကြုံလို့ရတယ်ဒါလေးကတော့တော်တော်လေးမိုက်တယ်ဒါပေမဲ့တခုမမိုက်တာကဘာလဲဆိုတော့အရှိမ enemy ခံနေမယ်ဆိုရင်စကေး2ကအဲ့ enemy ကိုတိုက်ပြီးတော့ရက်သွားမှာပဲဖြစ်ပါတယ်တခုမိုက်တာကစကေး2က enemy ကိုထိသွားမယ်ဆိုရင်ရက်သွားတယ်ဆိုပေမဲ့ကူတောင်း2စက္ကန့်တိတိ short ပြီးတယ်အဲ့ဒါလေးကမိုက်တယ်ပြီးပြီဆိုတော့ enemy ကို damage ထိစေတယ်ဒါလေးကတော်တော်လေးမိုက်တယ်ဆိုတာရဲ့ ultimate မှာကျွန်တော်3ခုတောင်ပါဝင်တယ်ဗျဆိုတော့ကြောင့် brother တို့အနေနဲ့ရှင်းသွားအောင်ကျွန်တော်နာမည်လေးတွေကိုမျိုးလေးခွဲပြီးပြောမယ်ပထမတစ်ခုရိုးရိုး ultimate ရဲ့ဒုတိယတစ်ခုတန်နာဖောင်ရဲ့ ultimate ရဲ့ပြီးပြီဆိုတော့ torrent ဖောင်ရဲ့ ultimate ရဲ့ဆိုပြီးကျွန်တော်3မျိုးတိတိခွဲပြီးပြောပေးမယ်ပထမဆုံးအနေနဲ့ရိုးရိုး ultimate ကတော့ brother တို့အနေနဲ့မြင်တဲ့အတိုင်းပဲ ultimate ရဲ့ဘယ်ဘက်ကိုဆွဲလိုက်မယ်ဆိုရင်ဖောင်တစ်မျိုးထွက်လာမှာဖြစ်ပြီးတော့ ultimate ရဲ့ညာဘက်ကိုဆွဲလိုက်မယ်ဆိုရင်ဖောင်နောက်ထပ်တစ်မျိုးပြောင်းပြီးတော့ထွက်လာမှာပဲဖြစ်ပါတယ်ရိုးရိုး ultimate ရဲ့ဘယ်ဘက်ကိုဆွဲလိုက်မယ်ဆိုရင် brother တို့အနေနဲ့မြင်တဲ့အတိုင်းပဲတန်နာဖောင်ဖြစ်တန်းပြီးတော့ပြောင်းသွားမှာဖြစ်ပြီးတော့ movement speed ချက်ချင်းမြန်သွားမှာပဲဖြစ်ပါတယ်ပြီးတော့ AD ကိုဖွင့်လိုက်တဲ့အချိန်မှာ enemy တွေကကိုယ့်ကိုလုံးဝတိုက်ခိုက်လို့ရတော့မှာမဟုတ်ဘူးဆိုတော့မို့လွယ်လွယ်မှတ်လို့ရမယ်ဆိုရင် immune တစ်မျိုးလို့မှတ်လို့ရတယ်ဆိုတော့မို့သူ့ရဲ့ AD main နဲ့ကျွန်တော်တို့ enemy ရဲ့ skill တွေကိုရှောင်ပြလို့ရတယ်ဒီအကွက်ကတော်တော်လေး fine နေအားနေမပြီးသေးဘဲနဲ့ AD main ဖွင့်လိုက်မယ်ဆိုရင်ဘာလို့အနေနဲ့မြင်တဲ့အတိုင်းပဲ plane ကြီးမုံချိုး3ညပြစ်ချပေးအောင်မှာပဲဖြစ်ပါတယ် oh my god ဘာသာတို့ကတန်နာဖောင်ကိုပြောင်းလိုက်မယ်ဆိုရင်သူ့ရဲ့ skill 1ကလည်းပြောင်းလဲသွားမယ်ဘာသာတို့နားထဲမှာရှင်းသွားအောင်ကျွန်တော်တန်နာဖောင်ရဲ့ skill 1လို့နာမည်လေးခေါ်လိုက်မယ်အဲ့ skill 1ကိုသုံးလိုက်တဲ့အချိန်မှာသူကရိုးရိုး skill 1နဲ့ဘာကွာလဲဆိုတော့အများကြီးမကွာဘူးကျွန်တော်ထိုးချက်2ချက်ပိုးလာတယ်ပေါ့နော်ပြီးပြီဆိုတော့ damage ပို့ပြီးတော့များလာတယ်ပြီးရနဲ့ထုံးစံအတိုင်းပဲအရှိကြီးထိုးချလိုက်မယ်ပေါ့နော်အရှိကြီးကလည်းနည်းနည်းလေးပိုးရှိသွားတယ်တခုရှိတာကတန်နာဖောင်ရဲ့ skill 1ကိုအသုံးပြုနေတဲ့အချိန်မှာ brother တို့ကလွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့တော်တော်လေးတော့မိုက်တယ်တန်နာဖောင်ရဲ့ skill 2 သူကရိုးရိုး skill 2နဲ့အတူတူပဲဒါပေမဲ့ပို့ပြီးတော့ညံလာမယ်တခုထပ်ပိုးလာတာပါလဲဆိုတော့ enemy ကိုထိအောင်သုံးနိုင်မယ်ဆိုရင် skill 2ကနှစ်ခါထပ်ပြီးတော့သုံးလို့ရမှာပဲဖြစ်ပါတယ်ပြီးပြီဆိုတာနဲ့တန်နာဖောင်ရဲ့ ultimate ကြီးကိုသုံးလိုက်မယ်ဆိုရင်ဘာလို့အနေနဲ့မြင်တဲ့အတိုင်းပဲလေထဲကိုခုန်တက်သွားမှဖြစ်ပြီးတော့ကျွန်တော်တို့ Luffy ရဲ့ Gatling gun လိုမျိုးပဲလက်သီးအစမ်းပြတ်ထိုးချမှာပဲဖြစ်ပါတယ် damage ကြီးကလည်းတော်တော်လေးကိုများတယ်တခုပုံမိုက်တာပါလဲဆိုအဲ့ Eddie သုံးနေတဲ့အချိန်မှာကျွန်တော်နိုင်ရန်တွေကို AC လေးဖြတ်လို့ရတယ်ဒါကြီးကလည်းတော်တော်လေး fine နေ brother တို့တွေသွေးတန်းလေးရဲ့အောက်ကစတက်လေး5ခုကိုမြင်လားမသိဘူးအဲ့စတက်လေးတွေပြည့်နေမှာကျွန်တော်တို့တန်နာဖောင်ရဲ့ ultimate ကိုအသုံးပြုလို့ရမယ်ဆိုတာတော့ခေါင်းထဲထည့်ထားရမယ်ဆိုတော့ကျွန်တော်တို့ scale 1 scale 2တွေကို enemy ကိုထိအောင်သုံးပြီးတော့ကျွန်တော်စတက်တွေကို5ခုပြည့်အောင်စူးပြီးပြီဆိုတော့တန်နာဖောင်ရဲ့ ultimate ကိုဖွင့် okay လားအဲ့တော့တခုသိထားဖို့လိုတော့ကဒီတန်နာဖောင်ကြီးပြီးသွားတဲ့အချိန်မှာကျွန်တော်တို့သွေးအားတွေလျော့သွားတာကို brother တို့အနေနဲ့တွေးမြင်ရမယ်ဒါလေးတော့တခုခေါင်းထဲထည့်ထားဖို့လိုတယ်ပေါ့နော်ဘယ်တဲ့ဆိုင်တဲ့အချိန်မှာအခုကျွန်တော်ရှင်းပြသွားတဲ့အကြောင်းအရာတွေကတော့ရိုးရိုး ultimate ကိုဘယ်ဘက်ဆွဲလိုက်တဲ့အချိန်မှာဖြစ်ပေါ်လာတဲ့တန်နာဖောင်ရဲ့ scale 1 scale 2နဲ့ ultimate တွေကိုကျွန်တော်ပြပြပေးသွားတာပဲဖြစ်ပါတယ်အခုလာမှာကတော့ကျွန်တော်တို့ရိုးရိုး ultimate ကိုညာဘက်ဆွဲလိုက်တဲ့အချိန်မှာဖြစ်ပေါ်လာမယ်ကျွန်တော်တို့တွေ torrent ဖောင်ရဲ့ scale 1 scale 2 ultimate ကိုထပ်ပြီးရှင်းပြပေးမယ် brother တို့ကရိုးရိုး ultimate ကိုညာဘက်ကိုဆွဲလိုက်မယ်ဆိုရင်ကျွန်တော် torrent ဖောင်ဆိုပြီးတော့လက်သီးအကြီးနဲ့ဖောင်ကိုပြောင်းသွားမှာပဲဖြစ်ပါတယ်ဖောင်ကိုပြောင်းလိုက်ပြီဆိုတာနဲ့အနားမှာရှိတဲ့ရန်သူတွေကိုအကုန်လုံးဆွဲဆုပ်သွားမယ်ပြီးပြီဆိုတာနဲ့ damage လည်းထိစေမှာပဲဖြစ်ပါတယ်ပြီးပြီဆိုတာနဲ့ torrent ဖောင်ရဲ့ scale 1သူကတော့ရိုးရိုး scale 1နဲ့ဘာမှအများကြီးမကွာဘူးနည်းနည်းလေးပို့ပြီးတော့နှေးသွားမယ်ပြီးပြီဆိုတာနဲ့နေရာရွှေ့လို့မရတော့ဘူးပေါ့နော်အဲ့တခုတော့ရှိမယ်ဒါပေမဲ့တခုရှိတာကကျွန်တော်တို့တွေဘယ် white လက်သီးညာ white လက်သီးထိုးပြီးသွားတဲ့အချိန်မှာအတန်းရှည်ထိုးလိုက်တယ်ဟုတ်အဲ့အချိန်မှာထိတဲ့ enemy တွေကိုစတန်ပေးနိုင်မှာပဲဖြစ်ပါတယ်ဒါကတော့အာသာချက်လို့ကျွန်တော်ပြောရမယ်ရပြီးပြီဆိုတာနဲ့ torrent ဖောင်ရဲ့ scale 2သူကတော့ရိုးရိုး scale နဲ့တော်တော်လေးကွာသွားတယ်ဒါတော့မြင်တဲ့အတိုင်းပဲသူ့ရဲ့လက်သီးကြီးနဲ့ပုံပြီးတော့ထိုးလိုက်တာပေါ့နော်ဘလင်းလို့လည်းပြောလို့ရတယ်ဒါပေမဲ့စတန်နေလည်းပါတယ်ဘယ်လိုမျိုးပါလဲဆိုတော့ကျွန်တော်ရှင်းပြမယ်ဒါတော့မြင်တဲ့အတိုင်းပဲ enemy ကလမ်းလေမှာရှိနေတယ်ဆိုရင်သူ့ရဲ့လက်သီးနဲ့အတူတူ enemy ကိုခေါ်သွားပြီးတော့ထိုးချလိုက်မှာအဲ့ချိန်မှာ enemy က airborne fat ဖြစ်တဲ့ကျွန်တော်တို့လေးဘောပါဝေသွားမှာပဲဖြစ်ပါတယ်ပြီးပြီဆိုတာနဲ့ enemy ကိုထိမယ်ဆိုရင် second ကို2 second cooldown short ပေးမယ်ပြီးပြီဆိုတာနဲ့ torrent ဖောင်ရဲ့ ultimate ထုံးစံတိုင်းပဲလေးဘောတက်မယ်ပြီးပြီဆိုတာနဲ့ enemy ကို5ချက်တိတိစောင့်ပြီးထိုးချမယ်တခုရှိတာကလက်သီးချက်တွေကတော့နည်းနည်းလေးနေတယ်ပြီးပြီဆိုတာ damage ကလည်းနည်းနည်းလေးတော့နဲတယ်ပေါ့နော်ဒါပေမဲ့လေအထိုးခံတဲ့ enemy ကနေနေမှာဖြစ်ပြီးတော့ကျွန်တော်တစ်ချက်ထိုးခံလိုက်ရတယ်မှာခဏမူးသွားမယ်ပေါ့နော်5ချက်ထိုးခံရတဲ့ကြောင့်မို့5ကဒီခဏအဲ့လိုမျိုးစက်တိုက်မူး
သွားမှာပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီ3နှစ်ရဲ့အချိန်မှာဆိုရင်တော့ဖြင့်ကျွန်တော်ထုံးစံတိုင်းပဲနိုင်ရန်တွေကိုအော်တိုကြိုလို့ရနေမှာပဲဖြစ်ပါတယ်ဒီ torrent ဖောင်မှာလည်းထုံးစံတိုင်းကျွန်တော်သွေးနဲ့အောက်မှာစတက်လေး5ခုပါတယ်အဲ့စတက်လေး5ခုပြည့်မှာကျွန်တော် torrent ဖောင်ရဲ့ ultimate ကိုဖွင့်လို့ရမှာကဲစုစုပေါင်းစကေးက6ခွက်တိတိပါတာဖြစ်တဲ့ကြောင့်မလို့လူတွေအများစုကတော့ခေါင်းနည်းနည်းရှုပ်တာမျိုးတော့ရှိတယ်ပေါ့နော်ဒါပေမဲ့လည်းတေချာလေးကြည့်လိုက်မယ်တေချာလေးစောကြည့်လိုက်မယ်ဆိုရင်တော့တော်တော်လေးကိုချင်းသွားမယ်လို့ကျွန်တော်ကပြောချင်တာဆိုတော့ဒီ hero ကိုဘယ်လိုမျိုး emblem တွေဘယ်လိုမျိုး item တွေနဲ့စောတင်လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကတော့ recommend မပေးလို့သေးဘူးအခုကျွန်တော် recommend ပေးမဲ့ item တွေ emblem တွေကတော့ mobile legend ကပေးထားတဲ့ item တွေ emblem တွေကိုပဲကျွန်တော်က recommend ပေးအောင်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းတေချာမစောကြည့်ရသေးဘူးစောကြည့်ပြီးမှပဲဘယ် item တွေက like တယ်ဘယ်လိုမျိုးတွေကကျန်းတယ်ဆိုတာမျိုးကျွန်တော်ထပ်ပြီးပြောလို့ရအောင်မယ်အခုလောလောဆယ်တော့ mobile legend ကပြောထားတဲ့ item တွေ emblem set တွေပဲကျွန်တော်ညွန်ပေးထားလိုက်မယ်ပေါ့နော်ဒါကကျွန်တော်ညွန်ပေးတာမဟုတ်ဘူးဆိုတော့ brother တို့ကိုကျွန်တော်ရှင်းဆုံးပြပြပေးထားတယ်ကဲဆိုတော့ brother တို့အနေနဲ့ဒီ hero ကိုကင်မယ်ဆိုရင်တော့အရင်ဆုံးဒီ video လေးကိုစိုးအောင်ကြည့် BB ဆိုတာနဲ့ classic မှာသွား train BB ဆိုတာနဲ့ run မှာသွားကျန်းအရင်ဆုံးအသေးကျန်းပေါ့နော် BB ဆိုတာမှာတကယ်ကျန်းအဲ့လိုမျိုးလေးလုပ်ကဲဆိုတော့အခုကျွန်တော်ပြပြပေးသွားတာကအသေးထွက်ရှိလာတဲ့ new hero ဆိုတာရဲ့စကေးတွေအကြောင်းကိုကျွန်တော်နားလေတော့ကျွန်တော်လေးလာထားတော့ကိုကျွန်တော်အတက်နိုင်ဆုံးအရှင်းလင်းဆုံးဖြစ်အောင်ပြောသွားတာပဲဖြစ်ပါတယ်ဒီနေ့ video လေးကဒီနေ့တည်းလောက်ပါပဲအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းဆောင်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲပွိုင်မယ်ပါခင်